အားလုံးပဲမင်္ဂလာပါအပါဆရာရဲ့မိတ်တိတ်ခါတပည့်ဆရာမထားမောင်ပေါ်တန်ရိုင်းမှာဖြစ်ပါတယ်အခြေခံပညာအထက်တန်းကိုဖြည့်ဆို့မဲ့ကျောင်းသားကျောင်းသူတွေအတွက်ကျွန်မထားမောင်ဝေကနေပြီးတော့တဦးတစ်ယောက်ချင်းစီကိုပညာဒါနဟောပြောပေးခြင်းတရုတ်တစ်ယောက်ချင်းစီကိုအကြအနကျွန်တော်တို့ရေတရားတွေကိုပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့တကူလေးလာပြီးနေမှာတဦးတစ်ယောက်ချင်းစီလိုက်ကိုရေတရားတွေကိုဆောင်ရွက်အောင်မြင်စွာဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးတော့ဒုတိယတုံးအနေနဲ့ကျောင်းသားကျောင်းသူတွေအတွက်တဦးတစ်ယောက်ချင်းစီပညာဒါနဟောပြောပေးခြင်းကျမတို့တဦးတစ်ယောက်ချင်းစီကိုရေတရားတွေကိုအခမဲ့ကိုစားပြုလုပ်ပေးခြင်းကိုအခုလာမယ်3လပိုင်း2ရက်နေ့တောင်သူလေသမားနေ့တင်းနာနေ့မှာနောက်ဆုံးအတုံးအနေနဲ့ကျောင်းသူကျောင်းသားတွေအတွက်ပညာဒါနရေတရားတဦးတစ်ယောက်ချင်းစီကိုအကြအနပြုလုပ်ပေးမှာဖြစ်ပါတယ်ဒါကြောင့်အခြေခံပညာထက်တန်းကိုဖြည့်ဆို့မဲ့ကျောင်းသားကျောင်းသူတွေမိမိတို့ရဲ့အင်္ဂလိပ်မွေးနေ့တက်ကလေးတွေပို့ပေးရမှာဖြစ်ပါတယ်မိမိတို့ရဲ့ဓာတ်ပုံကျမရဲ့ Viber ကိုပို့ပေးရမှာဖြစ်ပါတယ်ကျမရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့06445563ခုမှာကြိုတင်ပြီးတော့မှစာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်ဒါကြောင့်အခြေခံပညာအထက်တန်းကိုဖြည့်ဆို့မဲ့ကျောင်းသားကျောင်းသူတွေမိမိတို့ဖြည့်ဆို့မဲ့နေ့စဉ်တိုင်းမှာမိမိတို့စာတွေမှတ်ထားတဲ့ကြက်ထားတဲ့စာတွေမိမိတို့မရော့အောင်အထောက်အကူဖြစ်စေဖို့စာတော်တဲ့ကျောင်းသားကျောင်းသူတွေဖြစ်စေဖို့ဂုဏ်တူးတွေပါဖို့အမှတ်တွေကောင်းဖို့အတွက်နေ့တနေ့ချင်းစီမှာပြုလုပ်ရတဲ့ကံမြာအစီအစဉ်လေးနဲ့ပညာလေးနဲ့ကျွန်မပညာဒါနပြုလိုက်ပါတယ်အဲ့တော့တင်းဝင်သားမိတွေပထမဆုံးဖြည့်ဆိုမဲ့ကျွန်တော်တို့17ရက်နေ့မှာအနည်းအောင်ဆောင်သွားမှာဖြစ်ပါတယ်မိမိတို့ရဲ့ဘောပင်ဖြစ်စေခေါင်းစည်းချုပ်ဖြစ်စေပေတံဖြစ်စေအသုံးဆောင်ထဲမှာအနည်းအောင်ကိုဆောင်သွားမှာဖြစ်ပါတယ်မိမိတို့အိမ်ကမထွက်ခွာခင်စာမွဲကန်းနဲ့ရှိအောင်ကိုမတော်ခင်အိမ်ကမထွက်ခွာခင်မှာလက်ကုပ်3ချက်တီးပြီးတော့သွားမှာဖြစ်ပါတယ်အဲ့တော့စာမွဲဖြေမဲ့12ရက်နေ့မှာဖြူရောင်ကိုစားမှာဖြစ်ပါတယ်မိမိတို့အိမ်ကမထွက်ခင်တလိဆန်လေးတွေငှက်လေးတွေသုံးမခွေးလေးတွေကိုအစားကျွေးသွားမှာဖြစ်ပါတယ်အဲ့တော့13ရက်နေ့မှာရွှေရောင်ကိုစားမှာဖြစ်ပါတယ်အိမ်ကမထွက်ခင်ပါမုတ်ကိုဇတိစားပြီးတော့မှသွားမှာဖြစ်ပါတယ်14ရက်နေ့မှာအဝါရောင်ကိုစားမှာဖြစ်ပါတယ်မိမိတို့ကောင်းမြတ်တဲ့နေရာသို့မဟုတ်တောက်တော်ရီတောက်ရီအိုးလဲတာဇတိပြုလုပ်ပြီးတော့မှသွားမှာဖြစ်ပါတယ်16ရက်နေ့မှာအစိမ်းလုံးရောင်ကိုစားမှာဖြစ်ပါတယ်မသွားခင်မှာစောင်းမကန်နဲ့ရှိအောင်မသွားခင်မှာတပြက်စီစတိလဲပြီးတော့သွားမှာဖြစ်ပါတယ်18ရက်နေ့မှာနီညိုရောင်ကိုစားမှာဖြစ်ပါတယ်အင်္ဂါမထွက်ခင်ချောကလက်ကိုစတိစားပြီးတော့မှသွားမှာဖြစ်ပါတယ်ကျမတို့နေ့စဉ်ဒီလိုဂမ်ဘီယာအစီအစဉ်လေးတွေကိုပြုလုပ်ခြင်းအပြင်မိမိတို့ဆောင်ဝဲဖြည့်တဲ့နေရာမှာအထောက်အကူတွေဖြစ်စေမှာဖြစ်ပါတယ်မိမိတို့ဆောင်ဝဲဖြည့်တဲ့နေရာမှာတက်တက်ကြွကြွနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ဖြည့်ဆို့နိုင်မှာဖြစ်ပါတယ်တော့တဲနာသားမီးတွေဆောင်ဝဲဖြည့်ဆို့မဲ့17ရက်နေ့မှာပထမဆုံးဖြည့်ဆို့မဲ့နေမှာအဖြူရောင်ကိုစားမှာဖြစ်ပါတယ်မိမိတို့ပေါ်ပင်ဖြစ်စေအရာဝတ္ထုဖြစ်စေခေါင်းစည်းကျိုးဖြစ်စေလက်ပတ်ဖြစ်စေအဖြူရောင်ကိုစားမှာဖြစ်ပါတယ်ပြီးရင်အေကမထွက်ခွင်မှာတောက်တော်ရေခွက်တွေကိုဖျားတောက်တော်ရေသုံးဖို့အိမ်မှာရှိတဲ့ရေခွက်တွေကိုဇတိဆေးပြီးတော့သွားမှာဖြစ်ပါတယ်ဆောင်းမွဲဖြည့်ဆို့မဲ့12ရက်နေ့မှာတော့အစိမ်းရောင်ကိုစောင်းသွားမှာဖြစ်ပါတယ်အေကမထွက်ခွင်မှာမိမိတို့ရဲ့ဆရာသမားတွေကိုမြတ်တာပို့ပြီးတော့မှသွားမှာဖြစ်ပါတယ်ဆောင်းဝဲဖြေမဲ့13ရက်နေ့မှာတော့အပြာရောင်ကိုဆောင်သွားမှာဖြစ်ပါတယ်မိမိတို့အိမ်ဖျားမှာဖျားပန်းလဲပြီးတော့မှသွားမှာဖြစ်ပါတယ်14ရက်နေ့မှာအဝါရောင်ကိုဆောင်မှာဖြစ်ပါတယ်မိမိတို့အိမ်ကမထွက်ခင်မှာပေါက်ပေါက်ကိုဇတိစားပြီးတော့မှအိမ်ကထွက်မှာဖြစ်ပါတယ်ပေါက်ပေါက်ရပါတယ်တော့ပေါက်ပေါက်စုပ်ရပါတယ်ဒီလိုစားပြီးတော့မှအိမ်ကထွက်မှာဖြစ်ပါတယ်16ရက်နေ့မှာနီညိုရောင်ကိုဆောင်မှာဖြစ်ပါတယ်မိမိတို့ရေဇတိအိမ်ပေါ်မထွက်ခင်မှာစောင်းဝဲကန်းနဲ့ရှိအောင်မသွားခင်မှာအိမ်မှာစတိရေတောက်ပြီးတော့မှထွက်ခွာမှာဖြစ်ပါတယ်18ရက်နေ့မှာတော့မိမိတို့ပန်းရောင်ကိုစားမှာဖြစ်ပါတယ်အိမ်ဖျားမှာနန်းကြီးတော့တူတန်းပြီးတော့မှမိမိတို့ဆောင်မွက်ကန်တဲ့ရှီယာကိုသွားမှာဖြစ်ပါတယ်ဒါကြောင့်ဒဲလာသားမိတွေဒီကံမီယာနီးလေးတွေပြုလုပ်ခြင်းအပြင်မိမိတို့ဆောင်မွက်ဖြည့်ရတဲ့နေရာမှာတက်တက်ကြွကြွလန်လန်ဆန်းဆန်းဖြစ်လာမယ်ဘာသာရပ်တိုင်းမှာမိမိတို့ကြက်ထားတဲ့စာတွေမိမိတို့တည်ယူခဲ့တဲ့ဟာတွေကိုအကြအနာဖြည့်ဆို့နိုင်မယ်အဲ့တော့မိမိတို့မှန်းထားတဲ့စာတွေဂုံတူးတွေပါစေမှာဖြစ်ပါတယ်ဒါကြောင့်အခုလာမယ့်ကျမတို့3လပိုင်း2ရက်နေ့မှာတဦးတစ်ယောက်ချင်းစီကိုအကြအနာကျမတို့ပညာရေးနဲ့ပတ်သက်တဲ့ကံတွေဟောပြောပေးခြင်းတဦးတစ်ယောက်ချင်းစီကိုရေတွေအကြအနာပြုလုပ်ပေးတော့မှာဖြစ်တဲ့အတွက်ကျမရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့06445563ခေါ်မှာကြိုတင်ပြီးတော့စာရင်းပေးသွင်းနိုင်တဲ့အကြောင်းကိုလည်းအသိပေးနှိုးဆော်လိုက်ပါတယ်တရင်ကောင်းပါလိုက်ပါတယ်လာမယ့်2026မှာကျောင်းသားကျောင်းသူတွေအနေနဲ့မိမိတို့2026မှာမိမိတို့ရဲ့လိုအင်ဆန္ဒတွေတလုံးတော့ရတဲ့ပြည်စုံနိုင်ကြပါစေ။